သာသနာတော်နှစ်2552ခုနှစ်တော်သလင်းလပြည့်ကျော်15ရက်2008ခုနှစ်6လပိုင်း29ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနရန်ကုန်တိုင်းလှိုင်မြို့နယ်6ရပ်ကွက်ကမာရွတ်ဗုဒ္ဓယုံလမ်းဇေယဝရီပရိယတ္တိစာသင်တိုက်တော်ကြီးအတွင်ရှိဝိဇာဒရဓမ္မယုံတော်ကြီး၌ဇေယဝရီပရိယတ္တိစာသင်တိုက်ကျောင်းတိုင်းဆရာတော်ဘုရားကြီးများနှင့်တကွလှိုင်မြို့နယ်ဂောစကံအတွင်သရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိတ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်ဖွဲ့နှင့်တကွရန်ကုန်မြို့နယ်သူနယ်သားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောမောဂဝိပဿနာ3ညတာအထူးအလုပ်ပေးတရားပွဲဒုတိယညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောနှစ်ဖက်သောမိဘများဥထိတ်ထား၍လှိုင်မြို့နယ်9ရပ်ကွက်တိုက်29အခန်း104ရတနာမွန်လမ်းမကြီးဦးသိန်းထွန်းတော်ညိုညိုစန်းမိသားစုအထူးကောင်းဆန်ဆိုင်မိသားစုတို့မှလူဒန်းပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပြည့်စုံစွာနှင့်ဘုဇင်တို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်3ပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆက်သောအဖြစ်၎င်းဘုဇင်မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်မှန်ပါပါဗျာအလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မမေ့မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့ယခုလိုရရှိနေတဲ့အခွင့်ဒုအခါဒုကာလလေးမှာမိမိကိုယ်ကိုမိမိကောင်းစွာကဲ့တင်နိုင်အောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်မှန်ပါဗျာကဲဒီနေ့တော့တရားမဟောခင်
Nene, no says a galley was in Piowa. The Chamomau, Yogido, Konaga. The Ayadari, Puzo, Dwajara, was in Sitema. Oh, the Lao Chindo Gala Drema, Durudari Yao. Pian Levido, Uzeno Bogoda, Jesu Donle, Jesus Sate, Delu Uzing a Mien. Go Gigi Bioye, the Betam Yiri body, no? Get out the man mystery. Uzeno let the mark he there, no? Yogi don't let the mark he there, they get out the man mystery. Ero Mimi Denjabo Chaduri ha Mimi Bogo Delu Denja Ade Ayago Damia on Juza Jara, Tuya Yin Denja Durima, Amadama be deep share. Ero Alo Uzia, Wamia one than Tarule Kore, Jesu let Demare, no? Nalego Shina, Diawarema, Susi Jena Chamo Dale Uzia, you were just Shiba. Didia Yadarigo shouted Mune Rima, Uzima Pipia on load. Young Omaro, a chain Duro, Duma season yade, a Yibo season yada miade. Say Danya stabilized body. Didn't ye lower the Gala Nero? Then Daliu, Madame Suge, Malaysian kind game. Aku Alonga like these one. Jin Jet Tajara, Jojara, Duido, Satan, I'm done be deep shield, no says a galley, your mail of your no. They are one to leave a border for a border, no? Baludia will look at the Lusuye. Jesus Mogos here of Yaji, Kanawan Chap beat it now. Kanawan Chap be so rock, the truth is a glow maché. Ero Duaro, Dusia the Mamulu, Done, Kanawan Chat, that will be under Mudebo, no? Yanamu be now, ma, Sarah Jai, Diaro, set a pian poabuya, Jusa Jaro. They are hot Margariga, Machiuhin. Erichema, Sarah Jai, they are Hozema. Nagani, Ragora, Quiri, like Pambia, Maraburamua, we mounts or a bogo sheep. Edibogo, Sarah Jai, she's in Grega into the Gamopo Quimpan. I remember down at Lan and the Minemo, Sarah Jai, Quim Bugle. And now I'm at the home and Didi Jaja, Machine, or we mong to where the gun will be home, so we don't. Oh, Baza Yazaway, Yabio, say all down Chabi Jia, Yoba. And I was in no Naja, the Chainty, Bali Badari, Yuchin, so let him Sayokli Kai video, you are it. And they tamon, that Juza Gayana, no? And a Bogoga thing I will be Sierra Udamaitra, so video, Tidanado, no? Sarah Chayi yet. Ubanethayago, Celebi, Tonga seeping out. The talk the Nayagani, to talk can be the select. Sao Kelu, Tini, Dorono, Miamago, Tidana Yawa. That the mind do my pity. And I was in Ovaro. I was in a live, Sierra Ibiana Muro, Shabara, Momoe, Brolo Dini, the Lesuro, Eddie Sierra Utomate Raha, was in Sia Yema. And a Mogomuma, Warren Dona, Amiera, Horema, Camero Yiga, was in no John Detch and Shin, Eddie Jomo, Shepido, Diana Nava. And a D, but is at the Mobat then a Saint Leha, Eddie Sierra Utomate, season get it, a season. And they did not saw ugly to Tobo, Josa, Yeda, Nayin, to Diago Shiva, Tana, Lamy, Bono, Marosura, to season had a Diagodi. And Edelo Diari was season B. Then Tamagriga, then Pucha, they don't Danam, Hendra Muma, Diahoy, Piano Mudawa. And I saw Motopiga. And the baby said we told you on Omuga, the baby who can so told that she did. The car. Mandalay Mogo Yidaga, Sarah Winnaga told that they move one Bemus or a sheet. I said, Automate Raya, Leja Regiva. And I was in a Salabi Buzovi Yida, season Shiva. Todo, Akumara, Yevo Tago, Hoy Bioyin, Lepa Pinia, Domingla, Galam Makai, and the Upshit, no? Ero, this year the Mago, the Gero, Dorono, this Sada lady, Yudaima, maybe Kandane, Shimido Yuba. Be Mimiru Jesusia, Sarah Udamitara, Sura Ligu, Puzo night out. No? Era de Uzinga, Sia the Mau, Puzo in it, that season the Jim Shiban. That was a Gobanya season in Mohu, Sura de Dalido, a theme of Pubiba, no?
ကောင်းပြီဒီလိုပူဇော်ခွင့်ရတာဝမ်းသာအဲ့တော့မနေ့ကလည်းဦးဇင်းတို့နော်ဒီမှာတရားပရိသတ်တဲ့တိုက်ကြီးမှာဆရာတော်ကြီးများရဲ့မေတ္တာတရားနဲ့တကယ်ဆိုရန်ကုန်မြို့ပေါ်မှာတရားဟောဖို့တောင်တော့ခဲရင်နေတဲ့ကာလပေါ့ဆရာတော်ကြီးတွေရဲ့မေတ္တာနဲ့အခုဟောခွင့်ရတော့ဦးဇင်းစိတ်ထဲမှာအယံဝမ်းသာတယ်ဆရာတော်ကြီးတွေကိုလည်းကျေးဇူးတင်တော့ပြောအောင်ပဲဒီနေ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတရားဟောမှာဟေတုပေါ့လေဟိတ်ကလေးတွေနော်နော်သူတော်ကောင်းတို့မှာဟိတ်ဆိုတာအမြင့်တရားလေးတွေပါအမြင့်မှာလောဘဒေါသမောဟအလောဘအဒေါသအမောဟဆိုပြီးအမြင့်6ပါးဟေတုသံမယုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိသရူပနာဟေတုပစ္စယနာပစ္စယောဒါရွတ်နေကြတာနော်အဲ့တော့အဲ့ဒီဟေတုပစ္စည်းအမြင့်ကလေးတွေလောဘဓာတ်ခံရှိတဲ့လူဟာလောဘကြီးနေတတ်တယ်ဒေါသဓာတ်ခံရှိတဲ့လူဒေါသကြီးနေတတ်တယ်နော်မောဟဓာတ်ခံရှိတဲ့လူမောဟကြီးနေတတ်တယ်အဲ့ဒီဓာတ်ခံတွေဟာကိုယ်စရိုက်ကိုကြည့်ပြီးတော့အဲ့ဒီစရိုက်အတိုင်းပဲသွားရမှာလားမကောင်းတဲ့စရိုက်ပြင်ရမှာအဲ့ဒါမှသူမင်ကရှက်နဲ့ပဲဝန်ခံအောင်မယ်နော်တရားဟောထွက်လာတော့မယ်ဆိုတော့ဒီနေ့ဓမ္မပူဇာရသမျှဟာဇေယဝရီကျောင်းတိုက်တော်ကြီးကိုလှူမယ်ငါဒီနေ့ဓမ္မပူဇာဟာငါတရားနဲ့ပူဇော်ပြီးတော့ပရိယတိသာသနာတော်ကြီးကိုငါကျေးဇူးဆက်မယ်လာပြီးတော့တရားဟောပြီးပြီဓမ္မပူဇာကျင့်ကြပြီပထမလူရှင်က3သိန်းလှူလိုက်နောက်16သိန်းဆိုတော့ဟမ်များလို့နေသလားမဟုတ်လေသူမင်္ဂလာလှူနေတာကိုယ်လက်ထဲမှာထားတာမဟုတ်ဘူးတွေးတဲ့နေရာလှူနေတာငါတခြားတိုက်ကိုခွဲလှူအောင်မှထင်တယ်လာပြီမေစရိယအဲ့ဒါဥတုမင်္ဂလာကိုယ်တိုင်ဖြစ်တာခင်ဗျာနော်အဲ့တော့ဟာနော်ကိုယ့်ကိုပြန်စဉ်းစားတယ်ဟိုမှာဦးဇင်းလှူနေတဲ့ဟိုချင်းတောင်ဘက်မှာလည်းမူလာတန်းကျောင်းတစ်ကျောင်းကိုဦးဇင်းတီးတိမ်မြို့မှာပါအစအဆုံးတာဝန်ယူခဲ့တာ3နှစ်ရှိပါအဲ့တော့တခြားသောစာသင်တိုက်ကြီးတွေလည်းကျုံသလိုလှူနေတာပေါ့လေအခုလည်းအဲ့ဒီ foundation တူထောင်ထားတာကပညာရေး foundation ကျန်းမာရေး foundation ဆိုပြီးသူမင်္ဂလာသာသနာအကျိုးဆောင်လုပ်ငန်းဆိုပြီးတော့စတင်လှုပ်ဆောင်နေပါပြီအဲ့တော့အဲ့ဒါကလည်းဒီပရိယတ္တိသာသနာကိုပံ့ပိုးဖို့နော်ဒီတိုင်းပြည်လုံးကရတဲ့အလူငွေတွေကိုစုပေါင်းပြီးတိုင်းပြည်ဒီဘဝမှာရှိတဲ့စာသင်တိုက်ကြီးတွေမှာစာသင်သားဥယျာဉ်ကိုလိုက်ပြီးတော့လှူဒန်းဖို့ program တွေဆွဲထားတာရှိတယ်အဲ့တော့ဦးဇင်းတို့လောကီပညာရေးမှာလည်းနေဆက်ပညာရေးတွေမဖွံ့ဖြိုးသေးတဲ့ဒေသတွေဆင်းရဲနွမ်းပါးသူတွေကိုထောက်ပံ့ဖို့ပညာရေး foundation ကြီးကိုစပြီးထူထောင်နေပါပြီအဲ့တော့ကျမ်းမာရေးရောပေါ့လေဒါလှူနေတာပဲသူမင်္ဂလာဒီလိုလုပ်နေတာပဲဒီထဲကကို16သိန်းဆိုတဲ့အမောင့်ကလေးနဲ့ဟမ်သူမင်္ဂလာတတ္တိကြောင်ပုံပြောပါတယ်နော်အဲ့ဒီမှာကိုကိုရှက်သွားတယ်ခင်ဗျားတို့တော့မသိဘူးကျိုးကတော့ကျိုးကိုထူးပူသွားတယ်မင်းမရှက်ဘူးလားဟမ်ကိုစိတ်ကဒါတော့ညံ့ရသလားပေါ့နော်ဓာတ်ခံညံ့ပုံပြောတာအဲ့တော့အဲ့ဒီမှာတင်မင်းဆုံးဖြတ်ချက်ကိုမင်းပြီးအောင်လုပ်ဆိုပြီးတော့နေ့တုံချပြီးတော့နော်လူသွားကောင်းလို့မထင်နဲ့ဗျအတော်တိုက်ပွဲဝင်လိုက်ရဟုတ်လားအဲ့ဒါလို့အဲ့တော့ဦးဇင်းတို့မှာနော်ဒီပညာရေးကျမ်းမာရေး foundation တွေဆက်ပြီးလှုပ်ရှားပေးဖို့အစီအစဉ်ရှိပါတယ်အဲ့တော့နောက်ရန်ကုန်မြို့မှာလည်းတိတိကျကျမြို့နယ်အလိုက်ဖွဲ့ခွဲတွေဖွဲ့စည်းသွားမယ်မလွန်ဆန်လူအသင်းကြီးလို့နော်လုပ်ပေးသွားမယ်နောက်နေ့မှာဒီအသင်းအတွက်တရားပွဲများဆိုရင်ဒီမြို့နယ်2ရက်3လောက်နဲ့သွားဖို့အစီအစဉ်ရှိပါတယ်ဒီမြို့နယ်2ရက်ဆိုတာကတိုင်းပြည်လိုက်ပြောတာနော်တော်ကြတယ်ရန်ကုန်တိုင်းကမြို့နယ်2ရက်ဆိုရင်ကျုပ်ဘယ်မှသွားမှာမဟုတ်အဲ့တော့ခုနကမစ္စရိယစိတ်နော်အခုနေဆက်မှာအဲ့ဒီကျောင်းဦးစင်းထောက်ပံ့နေတဲ့ကျောင်းမှာကုရီဆောက်ဖို့ဆိုကဲကျောင်းသားတွေအတွက်ဆောက်လိုက်စမ်းဆိုပေးလိုက်တာအဲ့ဒါလဲ10သိန်းမလောက်တခါဦးစင်းဒီမန်းလေးသွားတိုင်းတဲနေရတဲ့ကျောင်းတစ်ကျောင်းရှိတယ်အဲ့ဒီမှာလဲကုရီမရှိလို့ကုရီလှူလိုက်16သိန်းမလောက်သေးဘူးအဲ့ဒါပြန်စဉ်းစားကြည့်မင်း16သိန်းကများတယ်လို့ပြောတာကုရီဘိုးတောင်မလောက်ဘူးနော်အဲ့တော့မေစေတနာဒီလောက်မှအောက်တန်းကြရသလားလို့ကိုအတော်တိုက်လိုက်ရတယ်နော်အဲ့တော့ကိုယ်စရိတ်နဲ့ကိုသွားမှာနော်ဟမ်အဲ့ဒီတရားဒီနေ့ဟောမှာရှင်းသလားဟဲ့ကိုယ်စရိတ်ကိုစားကြဘာဖြစ်လဲဒီနေ့အားလုံးတရားကောင်းစဉ်လာရောက်စောင့်နေသူတွေနာမြန်ပြန်လို့ရပါပြီကိုယ်စရိတ်ကိုစားတရားဟောပါမယ်
ရှင်းသလားဘာတရားကဲဓမ္မဒေသနာစကြစို့နော်တန်တရားတစ်ခွန်းမှဒီလိုကိုဝေဖန်သုံးသပ်ချိန်ကောရခဲ့ကြရဲ့လားအဲ့ဒါဗျကိုဘာလုံနေမှလဲမသိဘူးတရားကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားမှလဲမသိဘူးမသိတာကအဝိဇ္ဇာပစ္စယသင်္ခါရဆိုပြီးတော့ရမ်းမလုပ်ခဲ့ဘူးလားလုပ်ခဲ့တော့သင်္ခါရပစ္စယဝိညာဏဆိုအမိတ်ဝါကောင်းမှာပရိသေတွေနေရပြီပရိသေတွေဝိညာဉ်ပါသစ္စာလားဒုက္ခသစ္စာရမ်းသွားလို့ရမ်းလို့ဝိညာဏပစ္စယနာမရူပပစ္စယကာလယရဏပစ္စယဖသပစ္စယဝေဒနာပစ္စယတဏှာပစ္စယဥပါဒနာပစ္စယကာမဘဝပစ္စယဇာတိပစ္စယအင်္ဂါဘယ်နှပါးတပါးလေးလေစက်ဝိုင်းတော့သူတို့ပြောတတ်တယ်စက်ဝိုင်းဟာဒီမှာတန်းချလိုက်တပါးလေးလေမဟာပညာကျော်တွေခွက်တယ်လို့တော့မလုံးနဲ့တော့တပည့်တော်တို့ရဲ့အဲ့ဒီမှာစောစောကပြောတဲ့ဟိတ်အဲ့ဒီဟိတ်တွေကဇရိတ်တွေပဲငါတို့ကျုပ်တို့ရဲ့ဇရိတ်တွေအိဋ္ဌမစ္စရိယများသူဟာဘယ်သောအခါမှလွတ်မြောက်ခြင်းအေးချမ်းခြင်းမရှိဘူးရှင်းသလားရှင်းပါဗျာကျေးဇူးရှင်မာစီဆရာတော်ဘုရားကြီးပြောထားတဲ့မှတ်လွယ်တဲ့စကားလေးတစ်ခုရှိတယ်ဦးဇင်းတို့မှတ်ထားတယ်မနာလိုကင်းဝန်တိုရှင်းလက်ငင်းချမ်းသာရာအဲ့ဒီမနာလိုဝန်တိုရှိရင်တော့နည်းနည်းမှမချမ်းသာတာသိကြတယ်ဗျာကျင်ကလားအဲ့တော့ခုဦးဇင်းတို့ဘုသူစိတ်ဘုသူစားဒီအတိတ်ကပြီးပြုခဲ့တဲ့အဝိဇ္ဇာပစ္စယသင်္ခါရမှာဒီမှာအဝိဇ္ဇာလို့ပြောလိုက်ရင်ဦးဇင်းတို့ကဒီမှာနည်းနည်းလေးနားလည်အောင်ကြည့်ရမယ်ဒီမှာကြည့်အင်္ဂါ12ပါးခင်းထားတဲ့အထဲမှာအဝိဇ္ဇာဘာရောက်လဲကဲသူနဲ့အယောင်တူဘယ်နှခွက်ရှိဒီပေါ်မှာဘယ်နှခွက်ရှိလဲတော်ကြီးရောနေမယ်ဘယ်နှခွက်ရှိတော့3ခွက်ဆိုတော့အဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒာသူစိမ့်ဘက်တယ်ဆိုတာအတူဖြစ်ဖက်နော်အဝိဇ္ဇာလာရင်တဏှာဥပါဒာပါပြီသူ့ကိုကိလေသာဝတ်3ပါးခေါ်တယ်နော်ဒါကိုခွက်ချတာရမ်းချတာမဟုတ်ဘူးနော် definition ရှိတယ်သူ့ရဲ့တရုပ်ဆောင်ပေါ်တယ်တရုပ်ပြတယ်ဆိုမှတော့တရုပ်ပါမှာပေါ့ကျင်သလားဒါလည်းကျေးဇူးရှင်ဆရာတော်ဘုရားကြီးကိုပူဇော်တာဆရာတော်ဘုရားကြီးရဲ့ဉာဏ်ရည်နော်ဘာတစ်ခုမှအတိတ်ပဲမဲ့လုပ်ခဲ့တာမရှိဘူးအဲ့တော့အဝိဇ္ဇာလာရင်တဏှာဥပါဒံပါလာတဲ့အတွက်လောဘပါမယ်ဒေါသပါမယ်မောဟပါမယ်ရှင်းတယ်နော်အဲ့တော့အဲ့ဒီလောဘဒေါသမောဟတွေဒီမှာဥစည်းပြီးလှုပ်လိုက်တဲ့သင်္ခါရရှင်းတယ်နော်ကဲလောဘဒေါသမောဟဥစည်းတဲ့ကံဆိုဘာကံဖြစ်မလဲအမေကံအာကုသိုလ်ကံဘာကံလဲအာကုသိုလ်ကံအဲ့ဒီထဲမှာပဲတို့မသိလိုက်မသိပါသားအာလောဘနဲ့လှုပ်တဲ့ကံလဲပါခဲ့တယ်အာဒေါသနဲ့လှုပ်တာရောအဲ့တခါလေမေတ္တာစိတ်ကရုဏာစိတ်လေးတွေမကြပေါ်တတ်ပါသေးတယ်အာမောဟနဲ့လှုပ်တာတွေရောအာမောဟဆိုတာခုနဆင်ကျင်ပြီးတော့နှိုင်းရှင်ပြီးတော့ချင့်ချိန်ပြီးတော့ဒီချက်လုံးတော့အာမောဟကိုကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကဉာဏ်ဘက်ကထားတယ်ဘယ်ဘက်ကထားအာမောဟဆိုတာနိုင်ရှင်တတ်တဲ့စိတ်ကလေးရှင်းကျင်တတ်တဲ့စိတ်ကလေးအနမတက်ကသံတရားမှာဦးဇင်းတို့သူတော်ကောင်းတို့ဟာစကားပြောလဲပြောနေကြတိုင်းပြောတယ်ကိုယ်အစွဲနဲ့ကိုယ်ပြောတယ်ဒီခြံတော့ဒီနေ့တရားအရေးကြီးတယ်စကားပြောလဲကိုယ်အစွဲနဲ့ကိုယ်ပြောတာကာယကံအလုပ်တွေလုပ်လဲသွားတာလာတာနေတာထိုင်တာအဲ့ဒီအစွဲတိုင်းလုပ်နေကြတာအဲ့တော့အဲ့ဒီမှာဥစဉ်ဘာလေးသတိရလာလဲစောစောကသူတော်ကောင်းတို့ဒါလေးကိုဖြစ်ရလေးကိုဝန်ခံရင်းနဲ့ဒီတရားဟောတော့မယ်လို့ကြံလိုက်တော့ဘာလေးသွားတွေးမိတယ်
အကျင့်ရဲ့စရိုက်ရဲ့ဝါဒနာပြောအကျင့်အလေးအကျင့် habit ခေါ်တယ်ဟမ်အလေးအကျင့်ဟာဒီတိုင်းလုံနေပါများလာရင်ဒီအကျင့်ဟာစွဲသွားတယ်အဲ့ဒီစွဲသွားတဲ့အကျင့်ဟာစရိုက်ဖြစ်လာဟုတ်ပြီနော်အဲ့ဒီစရိုက်အတိုင်းကိုယ်စရိုက်ကလေးကိုဘသူတွေကဘလို့ပြောဘလို့ဝေဖန်မပြင်မဲ့ဆက်လို့ရင်ဝါဒနာဖြစ်သွားတယ်ဝါဒနာဖြစ်သွားရင်ဘဝများစွာတန်တရားမှာဒီအစွဲမပြတ်တော့အဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိလေသာပယ်တဲ့နေရာမှာဒီထက်နည်းနည်းလူကြီးပညာရှိတဲ့လူတွေဆိုသိမယ်ကိလေသာကိုဘလောက်ထိစင်ကြယ်အောင်ပယ်လိုက်ဝါဒနာပါမကြအောင်ပယ်လိုက်ရှင်းတယ်နော်ဝါဒနာစွန့်နိုင်ခဲ့တယ်ဘာဖြစ်လဲအဲ့ဒီဝါဒနာဘယ်ရလာလဲဆိုစရိုက်ကလာစရိုက်ဘယ်ရလာလဲကျင့်လာဒီချလုံးနော်အဲ့တော့အခုဦးဇင်းတို့သူတော်ကောင်းတို့ဟာကိုယ်စိတ်ကလေးတွေကိုပြန်စစ်ပြီးတော့ကိုယ်အကျင့်ကလေးကိုစစ်ဆေးဖို့အချိန်ကြာပြီဟမ်သာသနာတွင်သားဖြစ်ချင်ကိုယ်အကျင့်ကိုစစ်ဆေးကြသိရေးကြည့်တဲ့စကားနော်ဟမ်တရားအထုတ်တယ်ဟုတ်တယ်လုံတော့လုံနေကြတာပဲဒါပေမဲ့စနစ်တကျဘယ်ဟာအရင်လုံရမယ်ဘယ်လိုပြင်ဆင်ရမယ်ဆိုတာမသိရင်ခီးမရောက်နိုင်ဘူးဟမ်အကျိုးရှိတဲ့လောက်မရှိနိုင်အကျိုးမရှိဘူးလို့လုံးမဆိုတောင်းတချို့လာပြောသလိုရှင်ဘုရား तू ကပရိကြီးစိတ်နေတာပြောသားမောင်းအေးဘာမှမလုပ်တာနဲ့ဆိုင်ပရိစိတ်တာတော်သေးတယ်ဟမ်ငါအတွေ့အကြုံရပြောရင်ငါပရိလေးကြောက်ချက်နဲ့စိတ်နေတော့ငါဖျားရှိပုံမှန်ရောက်တယ်ပရိမဟုတ်ပါဘူးဆိုတာဆိုပြစ်လိုက်ကြတဲ့ရင်ဖင်မှုတောင်းထောင်မကြောက်ပြစ်တော့ဘူးအကျိုးအပြစ်ကလေးနဲ့ကြည့်ကြအောင်နော်တို့ကအမလီကိုမှန်ရင်ပြီးရောဆိုပြီးရမ်းတွယ်နေတာတွေလည်းတပုံကြီးရှိသေးတယ်ဟမ်ဦးဇင်းတို့သာသနာမှာလေဩဘာမှမလုပ်တာနဲ့ဆိုင်ရင်အရဟံနဲ့ဟမ်ဘုရားရှိပုံမှန်ရောက်နေတာလေးကတော်သေးတယ်ဟာကျင်တတ်ကြလားကျင်တတ်ပါဗျာတဲ့ကိုယ့်အကိုပြန်ကြည့်အောင်သူ့ပရိကိုသွားပြီးကဲရတော့မယ်ဆိုတော့ငါသူ့လောက်တောင်ဘုရားရှိမြဲရဲ့လားအကျင့်ဟမ်ဘုရားဝတ်တဲ့မြဲအောင်တော့တော်လုံးနေရတာတော့ဟမ်အပတ်စင်မှန်လာအောင်ကြောဖို့နေတိုင်းတရားအထုတ်ဖြစ်ဖို့ကြိုးစားလိုက်ရတာဤအဲနဲ့ထတရက်လောက်ပြက်သွားကြည့်နောက်ရက်ပြက်ဖို့က easy ကိုရင်ပဲဟမ်မရတော့မသိဘူးကျုပ်တော့ဒီတိုင်းပဲရှင်းသလားအဲ့တော့ဘာဖြစ်ရလဲဆိုတော့အကျင့်နော်ကိုယ့်အကျင့်ကိုစစ်ဆေးပြီးပြင်မှကိုယ်မှာစရိုက်ဆိုးတွေရှိလားမရှိဘူးလားရှိပါဗျာဘာလို့ဆိုခင်ဗျားတို့ကျုပ်တို့ဒီအကျင့်တွေစရိုက်တွေဥဆောင်နေတာစိတ်နော်နည်းနည်းများသွားမှဆိုလို့တရားများမှဆိုလို့နည်းနည်းလေးလိုရင်းလေးဖြစ်အောင်လုပ်နေရတယ်နော်ဥဆောင်နေတာစိတ်အဲ့ဒီစိတ်ကပါပသမိန်ရမတိမနောစိတ်ကဘယ်မှာပြောလဲမကောင်းတဲ့မှာပြောတာကောင်းတဲ့အလုပ်လုပ်နေဘယ်တော့မှမဖြောင့်ညင်ဘူးမကောင်းတဲ့အလုပ်ကြတော့ချာဆောဟမ်ဘာဖြစ်တုံးကွာမင်းချမမလုပ်ရဲဘူးလားအာမဲမင်းတို့တရားမထိုင်ရဲဘူးလားလို့မေးတဲ့လူကြမရှိဘူးဗျမရှိပါဘူးဟမ်မင်းတရားကိုတဏှာကြီးငြိမ်ထိုင်ရဲလားလို့အားပေးမဲ့လူမရှိဘူးဟမ်ဒီငြိမ်ထိုင်တာကိုပြဿနာလုပ်တဲ့လူလားရှိတာသဘောပါသလား concentrate နဲ့ကိုယ့်ရဲ့ will power ခေါ်တယ် power ကိုယ့်ရဲ့စွမ်းအားတွေမြင့်တက်လာအောင်ဟမ်နောက်ကမှာကိုထိမ့်သိမ့်နိုင်စွမ်းရှိတဲ့လူနဲ့ထိမ့်သိမ့်နိုင်စွမ်းမရှိတဲ့လူဘယ်သူကတန်ဖို့ရှိတာငါတို့သိပြီးသားလေဘာတွေးစရာလိုသလဲဟမ်ဖြောင်းမြောင်းကျင့်လိုက်စမ်းပါရှင်းသလားရှင်းပါဗျာစရိုက်ဆိုးတွေတို့မချိုးနိုင်ရင်မရဘူးမှန်ပါဗျာဟမ်အမတန်ပြင်းတဲ့စိတ်လည်းခင်ဗျားတို့ကျုပ်တို့မှာကရှိတယ်မိုက်မဲတဲ့စိတ်ကောရှိတယ်မေတ္တာပို့ခြင်းနဲ့ဆဲခြင်းနဲ့ဘယ်တင်းကများလဲဟမ်စိတ်ရင်းတိုင်းပြောတာပါဟမ်မေတ္တာပို့ဆိုရင်စူးစူးဆိုင်ဆိုင်ပြောလုံးစုံများစွာသာပြောတာဒီမှာမလေးလုံးစုံများစွာသာဘယ်အာယုံမှမရောက်ဘူးဟမ်လုံးစုံကပြီးသွားလို့သုံးကပြီးမှတော့မသိဘူးတစ်ခါလေကြတော့သူများဟမ်ပြောင်းသွားပြီလဲပတ်လို့ချင်းဆိုကိုကလုံးလုံးရှိသေးတယ်
ရှင်းလားရှင်းပါဗျာမေတ္တာကြစူးစူးဆိုင်ဆိုင်မပို့နိုင်ဘူးဆဲတော့စူးစူးဆိုင်ဆိုင်ဆဲတာဟမ်တေချင်းစိုးအပြည့်ဒီမှာဇောတွေကအပြည့်ဟမ်ဟုတ်လားမဟုတ်ဘူးလားဟုတ်ပါဗျာအေးကောင်းတဲ့အလုပ်လုပ်နေတဲ့လူတွေကဝေဖန်မဲ့လူထိုးချမဲ့လူပုတ်ခတ်မဲ့လူအပုံကြီးမကောင်းမဲ့လုပ်နေတဲ့လူကိုပြင်မဲ့လူပြစ်ပယ်မဲ့လူစွန့်ပြစ်မဲ့လူမရှိဘူးဒီလူမကောင်းဘူးလည်းပြောသေးတယ်ဆက်လည်းပေါင်းနေကြသေးတယ်အရက်သမားမရတွေကြနေတာဟမ်ရှင်းလားဟိုကမူးပြန်လာရိုက်ပြန်ပြီဟမ်ညာတိုင်းရိုက်ခိုင်းရတာငိုးနေရတာကြွာပါတော့လားဆိုတော့မျက်နှာမများခြင်းဘူးသဘောပါလားဒီမှာဦးဇင်းရင်ထဲမှာရှိတာတော့မနေနိုင်လုံးလို့ခင်ဗျားတို့ပြောဦးမယ်နော်ဥဒုမင်္ဂလာခါလေညညအိမ်မပြောစဉ်းစားတယ်ငါဒီဘာသာသာသနာနဲ့ဒီလူမျိုးငါဘလို့ကြရမလဲဒီဟာတွေကလည်းထုံပွေကတ်တတ်ဟမ်ပြက်တာလည်းတပြီလုံးပြက်နေပြီမှန်ပါတယ်ဗျာဟုတ်ပါလေလေမာနာပြောတာဟမ်ဘာပြက်တာအကျင့်ပြက်နေမှန်ပါတယ်ဗျာတိတ်ကြောက်เสียကောင်းလူပြည့်ရှုံးတော့မယ်ရှင်းလားရှင်းပါဗျာသာသနာကွယ်တော့မယ်အဲ့တော့ဒါကိုငါတို့ကသိနေရတဲ့နဲ့ဒီတိုင်းထိုင်ကြည့်နေရမလားအဲ့ဒါလေးလည်းတစ်ခါတလေဦးဇင်းတို့စဉ်းစားမိရင်အိတ်မပြောတော့ကိုယ်တော့မဟုတ်ပါဘူးနော်ကိုယ့်အတွက်ကတော့ဖြင့်နောက်ဆန်တင်းစရာဘာမှမရှိဘူးနော်အခုသေးလိုက်အစင်းသေးမယ်အခုပဲသွားခြင်းလဲ ready ပဲနော်ဘာမှပူစရာမရှိဘူးဒါပေမဲ့ဒီသာသနာကွယ်သွားမှာတော့အမှန်တန်ဆိုးတယ်ဘာလို့ဆိုးလဲဆိုသူကျေးဇူးကိုသိထားတယ်ဟမ်ဒီကျေးဇူးကိုကိုယ်ပုံကောင်းစားရရင်တငယ်ချင်းတွေသတိရတယ်လို့ပဲဟမ်ကောင်းကောင်းမွန်လေးများစားရင်ဟိုကောင်ကြီးမပါဘူးကွာဟမ်သတိရအခုလေဒီအမြတ်ရတာနဲ့ပြည့်စုံတဲ့ဓမ္မတွေကိုသူတော်ကောင်းတို့သုံးဆောင်ခံစားခွင့်မရပဲပျက်စီးသွားမှာအမှန်တန်ဆိုးရည်နောက်လာနောက်သားတွေအတွက်လည်းလက်ဆင့်ကမ်းဖို့ရနော်စစ်မှန်တဲ့သာသနာငါတို့လိုအုပ်ရောကြောက်ရောမထားခဲ့ခြင်းဘူးမှန်ပါတယ်ဗျာဟမ်ဦးစင်ငယ်တုန်းကတွင်းလို့မိခင်ဖခင်စီးပွားရေးအဆင်မပြေတော့တွင်းလို့တော့အဖေကနတ်ကြီးတင်တဲ့သွားမနဲ့3နာရီသွားတင်ရတယ်မေးတယ်ဖေးဘာလို့တော့တင်ရဒါသူနေပိုင်ဘိုးဘိုးကြီးကွာသူနာကြောက်တောင်းရမှာဖေးသူနာတောင်းပြီးကျုပ်တွင်းလို့ဆရာမလို့တော့ဘူးလားဟမ်နော်အဲ့မေကရိုးရာနဲ့တင်မြန်ပြီငါသားကြီးလားမင်းကသားအကြီးဆုံးဒီအမွေတွေစက်ခံထိုင်ကြည့်အဲ့ဒါတွေစိတ်ပြက်ခဲ့လို့လားမသိပါဘူးဘုန်းကြီးဖြစ်လာနော်အဲ့ကလေးကရင်ပြောတယ်ကျုံမလုပ်ဘူးကျုပ်သူများကိုပူဇော်ပသပြီးတော့ဘာပေးပါညာပေးပါတောင်းနေရတဲ့တောင်းစားဘဝမှာကျုံမနေဘူးမင်းကဟုတ်တယ်အဲ့တုန်းကအပြည့်စုံမှဥစဉ်နားမလဲပဲသူတို့ပြောတဲ့နောက်ခါမင်းကဟုတ်တယ်မင်းအိမ်တော်ဦးစီးဖြစ်လာတဲ့ခါကျတော့မင်းမယားတွေမင်းသားသမီးတွေကျတော့ဒါတွေနဲ့ပတ်သက်လာရင်ဘယ်လိုလုပ်မလဲအိုးရှုပ်တယ်ဗျာဘုန်းကြီးဝတ်မယ်အဲ့ဒီအပြည့်များသိသလားမသိပါဘူးဟာနောက်သားမယားတွေမထိခိုက်အောင်ကြောဘုန်းကြီးဝတ်လိုက်မယ်ဗျာလာခဲ့ဘုရားသားတော်ပဲတွေ့ထက်လိုက်မယ်ကိုလို့ဒီလိုနော်အဲ့ဒီမှာဦးဇင်းပါသိလိုက်တယ်ဩအဖေဆုံးကန်ဒီမှာဦးဇင်းပြောခဲ့ပါတယ်ကျုပ်ဝမ်းနေလုံးလို့ခမည်းသေမှာဟိုတော့မဟုတ်ဘူးဟမ်ဘာလို့ဆိုခမည်းသေတော့မှာနော်မကြခင်ခမည်းသေတော့မှာအဲ့တော့ခုသေးကနီးမှာခမည်းပေးမှဒီသစ္စာတရားကျုပ်သိတာတကားကြီးဘာလို့ခမည်းရေရချေးနေတာလဲဘုဇင်တော့ရွတ်ခိုင်းတယ်ရွတ်ပေးတယ်ရွတ်ပေးပြီတကားကြီးဘုဇင်တော့ရွတ်ယုံနေတော့ကျမ်းမာလာမှာမဟုတ်ဘူးနော်ဟမ်ဘုဇင်တော်တတိသင်္ခတော်ဟမ်ဘုဇင်သုတ်ကိုဘုရားကသူ့ကိုရွတ်ခိုင်းလို့ရွတ်တော်လေရွတ်တဲ့လူကရွတ်တယ်ဘုရားကဒုက္ခန္တာတွေကိုဘာလို့နှလုံးသွင်းတယ်ကသမဘုဇင်ဒီတိုင်းပဲဟမ်စုံတဘုဇင်ဒီတိုင်းပဲဟမ်ရွတ်တာနဲ့ပျောက်သွားတာလားနှလုံးသွင်းမှန်လို့ပျောက်သွားတာလား
Dagaji Dalu. Ero da Paya, Gogno, you kind of choke Pama Mabio. Elima Yeria Chile. Nothing. You are not good, then they Tiganima. Ero Yeria Chesolo, Jolene, and Yolo, Zavenia, Chedele, Denya, Banya, look, I go pay Jango Piora, Mama Piana, I'm sure, no? Era. I walk a little heavy or Dwam Yoga. I have a Luma Malone at Dima. A they sound evil, eh? Mamma Lumia, Dima. A quack on the long mound, Joga, Joe Pedia. This are the Yago. Siva Pipi, don't let them was Shank Harry, a Pedia on it. Loga Lema, Chuchuajina. Eh? Napia, this are the Yago, the Lodi, the Lo Kanga Mama, ye, the Genia, yes, I got it, Dalogina. Who come here below Jenny, who Joe Shekwabi? So that, Alu Jagon, wherever. Who do make out of Chessie, I'm you, where the other no? Two to your eh? Anyone who didn't bother the year. Oh, Maruta the Naha, Piani Ravala. Tadana Babire? Haru and the Longaria, Payatia Tanga, Tongu, Mabija Vala. Eh? Tegero is a Degabanu Beda, Bodandrana, Gesami, Bodo, Medrana. Madame Bionet. Eh? Judo unit away, Udumina, you the Boto, Medrana, Enya, Nati. So, Jama, you think Gong, we didn't even be Jama. Eh? Do Enya Natia. Na Ati Machi, if you don't. Na Enya Nati. Okay, the Bob Hadana. Caro Judo, Piacenza Ono. I don't be long or Chongi like a good amolo, Janet Young, a Bejana Young, a Bedin Bana Janet Young. Eh? The Bob Hadana. Senna, Dana is also 12 Eddie Bedin, Conne Bedin Mala Young. Piabi Dana. Senna. The Bob Hadana. I don't want book door, Maverana, Indian, Nati, Coco, Piamida, ye, Miss Ho Naibila. Shedra, you don't make that little young era. No, a pay a bigger Pinya, Amiadi. Inga with that jam. No, a magic tongue jam. Very so, eh? A dalo jam, a go look at her, doing like on did it. They don't let me look. Pepe so in Baptiste. Yava so in Baptiste. Mia Kong Lobiami, Mia Khan Lobiami, Nijingum ya. Guago Tauja da. Shena Mong da go wago. Palelo to my Yobiami got her to. Eh? Sena some more you don't appear. Fiona Lily Masari Yibi. Go no more, go bang no? Eh? Piona is a year or that Piona and Tombi or do chain and do Piona and Tombi. Some web she can nearly go got Tombi, but he's in here. Do breeze in this area, but you want to. No? And I won't you be long as I will. Ah, Amoya never even gone wood, so don't make like a yam lay, the Maypa Jenny, but he looked at Amila on the child and the same away. Ero solo ragali eri asweri eri pinyariya akong tatharo phyauk phet ya adon khet de mama bya phaya ha adhika ko mahou bu phit shin la shin pa bya era ba phit nida thadana kwe nida khamya Thadana 2005 ကျန်တယ်တွေဘာတွေမပြောနဲ့အခုဒီနေ့ခင်ဗျားတို့ယင်ထဲမှာဖယားမတပါတခြားမရှိဆိုတဲ့အတိတာမရောက်ရင်ဒီနေ့ကွယ်နေတာပဲကျင်းသလားကျင်းပါဗျာအဲမို့လို့နတ်တော်မုံလို့ပြောတာလည်းမဟုတ်ဘူးဘိုးတော်မုံလို့ပြောတာလည်းမဟုတ်ဘူးငါတို့သာသနာပြည့်နေလို့ပြောတာမှန်ပါဗျာရှင်းတယ်နော်ရှင်းပါဗျာသာသနာစင်ကြယ်ခြင်းရဲ့အကျိုးအာနိသင်ကိုခင်ဗျားတို့ယုံသလားယုံပါဗျာကိုယ်ကွယ်မှုရောထွင်းရှက်တင်တာနဲ့စင်ကြယ်သောကိုယ်ကွယ်မှုဘယ်ဟာတန်ဖို့ရှိလဲစင်ကြယ်သောကိုယ်ကွယ်မှုပါရှိပါဗျာအဲ့တော့ကိုယ်စိတ်ကိုယ်စားတတ်အောင်နော်ဒီမှာအတိတ်ကဇယိုက်ဆိုးတွေကြောင့်ဒီမှာရလတ်ဆိုးတွေရနေအခုတဏှာဥပါဒအကျင့်ဆိုးတွေနဲ့ဆက်သွားအောင်မယ်ဆိုရင်
ချက်ပြီးတော့နေမွန်းကြအောင်မယ်ဆိုတာမသေးကြဘူးလားသိကြပါဗျာဒီတခါနေရင်တော့ပြန်လာမှမဟုတ်တော့ဘူးခင်ဗျရှင်းသလားအဲ့တော့ခြောက်နေတာမဟုတ်ဘူးကိုယ့်အကိုချင်းချိန်ပြီးကြည့်ကြပါအဲ့တော့ဒီနေရာမှာစရိုက်ဆိုးနဲ့ပတ်သက်ပြီးဘုရားဟောထားတာလေးပြောပြတာနော်မဟိန္ဒရာဇဇတ်ဆိုတာ950နိဗ္ဗာန်တော်မှာရှိအဲ့ဒီဇတ်တော်မှာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပိဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတော့သာဝတိမြို့သားတစ်ယောက်ကမြောက်ကလေးတစ်ကောင်မွေးထားတယ်။မမွေးထား။မြောက်ကလေးတစ်ကောင်မွေးထားတယ်။မြောက်ဆိုတာတော့ဒုံစံနိုင်ပေါ့နော်။အမတန်ဆော့။ဒါပေမဲ့ဒီမြောက်ကဆော့တဲ့အပြင်ကိုယုံမာတဲ့အကျင့်ရှိ။ဘာရှိ။သူ့အကျင့်သူ့စရိုက်သူ့ဝါဒနာပြောပြမယ်ဇလန်းဆုံးရင်သဘောပေါက်လာလိမ့်မယ်နော်သူ့အကျင့်သူ့စရိုက်သူ့ဝါဒနာအမတန်ဆိုးသွမ်းနေတဲ့ဒီမှာရှင်ဘုရင်နန်းတော်မှာမင်္ဂလာဆင်တော်ကြီးအမတန်မှနော်လိမ္မာရင်ကျေးတဲ့တန်မိုးရှိတဲ့ဆင်ကြီးတစ်ကောင်ရှိအဲ့ဒီမွေးထားတဲ့မြောက်ကဒီမင်္ဂလာဆင်ကြီးအပေါ်မှာတဲ့ဆော့ပြီးတော့ကျင်ကြီးစွန့်ချတယ်ယုံပါလားနော်ကျင်ငယ်စွန့်ချတယ်သူပြုတ်ချင်တယ်လို့ပြုတ်တယ်မထီမဲ့မြင်ပြုတ်တာပေါ့ဗျာရိုင်းဆိုင်တဲ့ရက်ဆက်တဲ့ယုတ်မာတယ်အပေါ်ကနေထူလို့နဲ့လို့နဲ့ကျင်ကြီးစွန့်ချကျင်ငယ်စွန့်ချဒါပေမဲ့မင်္ဂလာဆင်ကသူတော်ကောင်းဒီမြောက်ပြုတ်နေတာကိုသိတယ်ဘာမှမလုပ်ဘူးသိခံနေတယ်ဩသူမသိလို့မိုက်မားလို့လုပ်တာပဲငါဝတ်ကျွေးရှိသလောက်တော့ခံရမှာပဲသူတော်ကောင်းကကြတော့သူတော်ကောင်းစိတ်ကလေးနဲ့နေတယ်သူတော်ကောင်းအကျင့်ပေါ့ဗျာရှင်းတတ်ကြလားအဲ့ဒါသူတော်ကောင်းအကျင့်ကလေးနဲ့သိခံပြီးနေတဲ့ဒီမြောက်ကလည်းနေတိုင်းသူပြုတ်ချင်တိုင်းပြုတ်လို့ရတော့မျက်စိကိုကျင်ငယ်နဲ့ပန်းကျင်ပန်းတယ်သူလှုပ်ချင်သလိုလှုပ်တာနော်အဲ့တော့ရုပ်မှာသူတော်ကောင်းကိုသူထင်တိုင်းပြုတ်ရှင်းတယ်နော်ရှင်းပါပြီဘာမှမလုပ်ဘူးသိခံနေတဲ့ဟိုဆင်းကလည်းသူတော်ကောင်းကိုဗျသူတော်ကောင်းတို့မြည်သည်ဟာသူယုံမှနဲ့ပြိုင်ပြီးယုံမှယုံထုံးစံရှင်းပါဗျာဒီခံညာစင်နဲ့မြောက်ပြောတာနော်အဲ့ဒီမြောက်ယုံမှမြောက်ဆိုတော့ထင်တိုင်းဆော့သူပြုတ်ချင်တယ်လို့ပြုတ်ယုံမှတာကျင်ကြီးစွန့်ချနေတိုင်းလာတာတဲ့ကျင်ကြီးစွန့်ကျင်တဲ့ဒီဆင်ကြီးပေါ်စွန့်ဟုတ်ပြီနော်တရက်ကြတော့ဆင်ကြီးကရှင်ဘုရင်ရဲ့အမှုကိစ္စနဲ့ပါသွားတော့အဲ့ဒီဆင်ကြီးနေရာမှာဆင်ငယ်တကောင်ဝင်ဝတ်တခြားဆင်ပေါ့တခြားဆင်တကောင်ဝင်ဝတ်တော့ဒီမြောက်ကမသိဘူးလေနော်အရင်ဆင်ပဲမှပြီးတော့တဲ့ပြီးကျင်ကြီးကျင်ငယ်စွန့်ချလိုက်တာဟိုဆင်ကငါလူကောင်ကိုလာစောငါသလားဆိုနှမောင်းနဲ့တခါတည်းဖမ်းနေပြီးမြေကြီးပေါ်ရိုက်ချနင်းကြည့်ပလိုက်သွားရှာပါသူတော်ကောင်းကမလုပ်လိုက်ရဘာမှမလုပ်ပါဘူးလှုပ်เสียမလို့သူစိနေတယ်သွားမြောက်ရှင်းသလားမြောက်ယုံမှာဟုတ်ပလားသူတော်ကောင်းကိုထိတ်ဖို့ကောင်းဖို့သူလှုပ်ရှင်တယ်လို့စော်ကားတယ်သူတော်ကောင်းကမပြန်လို့ဘာမှမလုပ်ဘူးသိခံနေတဲ့သူတော်ကောင်းတရားတွေကျင်တယ်နော်အဲ့တော့အဲ့ဒီသတင်းဟာတာဝတိတစ်မျိုးလုံးပြန့်သွားဟာမြောက်ယုံမှာသေးပဲဟာဘယ်လိုလုပ်တာလဲဟိုစင်ကြီးကသူ့မခံနိုင်လို့တတ်ပလိုက်လားမဟုတ်ဘူးစင်ကြီးကမခံနိုင်လို့တတ်တယ်ဆိုရင်စင်ကြီးသိခါကြအဖြေနော်တေချာလို့ခင်ဗျားတို့တေချာလို့ကိုလိုရမယ်လို့ဖြောင်းဖြောင်းလို့ရှင်းသလားဘာမှမတွေးနဲ့ကိုလိုကိုဖြောင်းဖြောင်းလို့ကျင်းရသလားဆင်ကြီးကမြောက်ယုံပါသလိုပြန်ပြီးတော့ရဲဆက်ဆက်လုပ်ပြတယ်ဆိုဆင်ကြီးသိခါကြတယ်သူတော်ကောင်းဗျကျင်းရသလား
သူစော်ကားတိုင်းကိုပြန်စော်ကားရင်သူ့လောက်မှအဆင်မရှိသူဖြစ်သွားမှာပေါ့ရှင်းသလားအဲ့ဒီမှာဒီမြောက်အကြောင်းကသတင်းကပြန့်သွားတယ်တခါတည်း www.tawati.com ကနေပြီးတော့အမတန်ရုပ်မာသောရက်ဆက်သော ugly monkey ပေါ့နော်အဲ့တော့အဲ့ဒီသတင်းကကဘာနတ်သာဝတိမြို့အနံ့ပြန့်သွားသာဝတိမြို့အနံ့ပြန့်သွားတဲ့အခါမှာနော်ဘုရားစီကိုလည်းဒီသတင်းရောက်သွားတယ်ညချမ်းအချိန်ဓမ္မသဘင်မှာဘုရားရှင်ကိုရောမြတ်ကြီးကချစ်သားတို့မင်းတို့ဘာပြောနေကြလဲမမဘုရားတပည့်တို့မြောက်ယုံမှာအကြောင်းပြောနေတယ်ဘယ်မြောက်ယုံမှာလဲဒီလိုပဲဘုရားမင်္ဂလာစင်တော်ကြီးကိုဒီလိုပဲပြမစော်ကားပြီးသူလှုပ်ချင်ရလှုပ်ပြုချင်ရပြုတဲ့မြောက်ဒီနေ့တော့သူ့ထက်ဆိုးတဲ့ကောင်နဲ့တွေ့တော့တည်သွားပြီအဲ့ဒါတပည့်တော်တို့ကအဲ့ဒီကြောင်းပြောနေတာဆိုအေးကွာတဲ့အကျဉ်ဆိုးစရိုက်ဆိုးဝါဒနာဆိုးများစွန့်နိုင်ခဲ့တယ်ဟိဗါတဲ့သူတော်ကောင်းတွေအတွက်ကတော့ဒီအမှုကသိကြောက်เสียကောင်းတယ်ကွာခင်ဗျားတို့မသူတော်အလုပ်လုပ်ကြမလားသူတော်ကောင်းအလုပ်လုပ်ကြမလားသူရုံမှဖြစ်ချင်လားသူတော်ကောင်းဖြစ်ချင်လားကိုယ်စီနဲ့ကိုသွားကြိုက်တယ်လုပ်ကြကြည်လိုက်တော့ကြိုက်တယ်လို့ဘာဆုံးမဘသူအတွက်မှမတောင်းပါနဲ့ကိုလုပ်ပါလာမယ်ဖះကချစ်သားတို့တဲ့အဲ့ဒီမြောက်ကအခုမှယုံမာတာမဟုတ်ဘူးအစင်ဆက်ယုံမာဘဝဆက်ဘယ်လိုလဲဘဝဆက်ယုံမာခဲ့တဲ့မြောက်ဟုတ်ပြီနော်အဲ့တော့ဇယိုက်ဆိုးရှိသူဟာမိမိရဲ့ဇရိုက်ကိုဆိုးမှန်သိ၍မပြင်းမချင်းတဲ့ဗါတဲ့မိမိရဲ့ဇယိုက်ကိုဆိုးမှန်သိ၍မပြင်းမချင်းအမလေးသိချလုပ်ကြပါနော်ခင်ဗျားတို့အတွက်တရားတော်တော်ကိုခြုံထားပြီးထချုပ်ရင်မကြံတော့ဘူးကျင်သလားအနစ်ချုပ်တော့ကြစာသားအတိုင်းအရှိကြီးဟောနေလေခင်ဗျားတို့မှတ်မိမှာမဟုတ်ဘူးလိုရင်းဘာမှလည်းသိမှာမဟုတ်ဘူးခုလိုရင်းချုပ်ထားပြီးကျေးဇူးပြု၍ထမချုပ်ကြပါနဲ့တော့ရှင်းသလားမိမိရဲ့ဇယိုက်ကိုဆိုးမှန်သိ၍မပြင်းမချင်းဘယ်သူကိုယ်တိုင်ပြင်ရမှာလဲဘယ်ပုဂ္ဂိုလ်ကပြင်ပေးလို့မှမရဘူးကျင်တယ်နော်အဲ့တော့သူတော်ကောင်းတွေဘက်ကကြည့်ရင်သိကြောက်เสียကောင်းတယ်ဟေးတဲ့သိပြီးတော့လဲရှက်เสียကောင်းပါတယ်တဲ့ချစ်သားတို့တဲ့ဆိုတော့အရှင်ဘုရားတဲ့ဒီမြောက်အခုဆိုးတာတော့တပည့်တော်တို့သိတယ်မြင်နေရတယ်အဲ့တော့အတိတ်အစဉ်တုန်းကဘယ်လိုများဆိုးခဲ့တာတော့ဘုရားအရှင်ဘုရားတပည့်တော်တို့ကိုအစဉ်သနာခြင်းကိုအကြောင်းပြုပြီးတော့ဟောတော်မူပါအိုးဘေးကတောင်းပန်တယ်နော်တောင်းပန်လိုက်တော့ချစ်သားတို့တဲ့တခုသောကာလကဗာရာဏသီပြည်မှာဗြဟ္မဏမင်းကြီးအုပ်ချုပ်နေတော့မို့ဗျာနော်အဲ့ဒါတော့ဒါ950တဲ့ကထုံးစံအတိုင်းပဲပေါ့လှုပ်လိုက်တော့နော်အဲ့ဒီဗာရာဏသီပြည်မှာလေနော်ဖះအလောင်းကအဲ့ဒီအချိန်မှာသူကိုယ်တိုင်ကြုံခဲ့တာဖះအလောင်းကကျွဲဖြစ်ဘာဖြစ်လဲဖះအလောင်းကျွဲဖြစ်နေတော့ဖះအလောင်းတော်ဆိုတော့ဇာတ်လိုက်ဆိုတော့ကျွဲမေးပေါ့ဗျာဒါပေမဲ့တကောင်ထဲနေတာဟမ်နော်အဲ့ကျွဲမင်းလို့သာရေးထားတာပြန်ကြည့်တော့တကောင်ထဲနေတာတကောင်ထဲနဲ့ဘယ်နှလုံးမင်းဖြစ်တယ်မသိဘူးနော်အဲ့ရှိပြီတော့ကျွဲတို့ကတော့ဘုရားလောင်းကျွဲဆိုကျွဲပဲပြောမယ်နောက်ကမင်းတွေပါလေမတတ်နဲ့ဘုရားလောင်းမို့လို့မျက်နှာလိုက်ဆရာမလို့ကျွဲရကျွဲပဲနော်ရှင်းတယ်နော်ကျွဲအမတန်တမ်းမထွားချိုင်းတဲ့ကျွဲဒီလောက်ဆိုတော့ပေါ့နော်အမတန်လှပတဲ့ကျွဲခွန်အားပလားနဲ့ပြည့်စုံတဲ့ကျွဲရတဲ့ကြိုက်သလိုမွန်းလိုက်တကောင်ထဲနဲ့မင်းတော့မလုပ်ပါနဲ့မဟုတ်မင်းယူတွေများလုံးသဘောပါလားတို့မဟုတ်ဗမာလူမျိုးကမင်းယူနေတဲ့လူကများဟိုထီရောက်နေတဲ့လူမလေးမှတယောက်တွေ့ဘူးတဲ့နော်တပည့်တော်တဲ့ဘုန်းကြီးဒီကပေါ့ဖမနဲ့လာကြတဲ့လာဘွားတယ်လို့ဒီကလေးဒီကောင်9ထက်9လောက်ကိုမပြည့်တဲ့ကြက်မပြည့်တဲ့ကောင်ပဲနော်ကိုလည်းမပြည့်ပါဘူးနော်အဲ့တော့ငါပြား90ဆိုဒီကောင်85ပြားလောက်ပဲရှိမယ်နော်ပေါ့မနဲ့အမေကလေတဲ့ရင်းနဲ့မွေးရမယ့်အချိန်မအောင်လိုက်လို့တပည့်တော်စัจ जा မင်းမဖြစ်တာဒါဒီလိုလားတဲ့တပည့်တော်ဘုရားအလောင်းဒုက္ခပဲဟမ်အဲ့လိုလူတွေလည်းရှိသေးတယ်
အဲ့တော့ငကောကမှမင်းယူနေကြရတဲ့အထဲနော်တကောင်နဲ့တော့မင်းမလုပ်လိုက်နဲ့တော့နော်ကျွဲဘုရားအလောင်းကြီးလိုက်ကျွဲကြီးနော်ရတယ်ဒီလောက်ထိဟုတ်လားအဲ့တော့တကောင်နဲ့ကျက်စားတယ်အမတန်လဲလာတယ်ခွန်အားပလာနဲ့လည်းပြည့်စုံတယ်တဲ့ဒီတော့လူတို့နဲ့ဝေးရသွားလာရေးခက်ခဲတဲ့6ကမ်းပါးတွေမှာသွားနေတယ်အန္တရာယ်ကင်းအောင်နော်အဲ့လိုကျက်စားရတဲ့တနေ့ကျတော့6ကမ်းပါးတစ်ခုကကမ်းပါးစောက်တစ်ခုရဲ့ဘေးမှာအမတန်သားယာနှစ်လိုပဲကောင်းတဲ့သစ်ပင်ကြီးတစ်ပင်နဲ့မြက်ခင်းပြင်လေးသွားတွေ့တော့သားယာတဲ့သစ်ပင်ကြီးအောက်မှာကျွဲကြီးကအစာမြက်အစာရည်စားစားတော့ပြီးခဏနားတဲ့အချိန်မှာစောစောကသစ်ပင်မောကမြောက်ဟိုလည်းမြောက်ပဲနော်မျိုးရိုးစင်ဆက်ပါဆိုနော်အဲ့ဒီမြောက်ရုံမှာကဆင်းလာတဲ့ပြီးဒီကျွဲကြီးဂျိုကြီးကိုခါလိုက်ခိုးစီးမျက်နာကိုကျင်ငယ်နဲ့ပန်းခေါင်းပေါ်ကျင်ကြီးတွေစွန့်ချမျိုးစုံလို့ကျွဲရဘာလို့လဲဘုရားအလောင်းဟုတ်ပြီနော်အလောင်းတော်ဆိုတော့ပါရမီပြည့်အောင်ဖြည့်နေတာတွေကမကောင်းတဲ့ပါရမီဖြည့်နေတာလားကောင်းတဲ့ပါရမီဖြည့်နေတာအေးကောင်းတဲ့ပါရမီဖြည့်နေတာဆိုတော့ဒီမြောက်အပေါ်မှာ तू ကသိခံဩဒီမြောက်ကလေးဟာမသိမလိမ္မာတဲ့မြောက်ကလေးပဲကဲငါလည်းဝကျွေးရှိသလောက်ခါဒါမှငါသိခံနိုင်တဲ့စွမ်းအားတိုးလာမှ तू ကမြောက်တောင်ကျေးဇူးတင်နေတယ်နော် तू ဒီလိုဆော့လို့ကမြင်းလို့ငါသိခံနိုင်တဲ့ပါရမီတွေဖြည့်ရတာနေတရက်လက်ဒီလိုဆော့နောက်တရက်လက်ဒီလိုဆော့တပတ်လောက်ဒီလိုဆော့တော့အဲ့ဒီသစ်ပင်ကိုစောင့်တဲ့ရုပ်ကစိုးအဲ့ဒီရုပ်ကစိုးကအခုသိခံတဲ့ဆင်အလောင်းအကြောင်းတရားနဲ့သိချမ်းမနော်အကျင့်စရိုက်ဝါဒနာသိချမ်းမတာအကျင့်စရိုက်ဝါဒနာအကျင့်ကရင့်ကျက်လာရင်ဇယိုက်ဖြစ်လာဇယိုက်ကထက်တန်လာရင်ဝါဒနာဖြစ်သွားအဲ့တော့ဒီမြောက်ကအဲ့ဒီကျွဲလုံးကလည်းဆော့လာတဲ့ဝါဒနာခုဒီဆင်ကြတော့လေဆော့တယ်ဆော့ယုံတတ်မဟုတ်ဘူးရုပ်မာသောအကျင့်ကိုကျင့်ဘယ်လိုကျင့်လဲအဲ့တော့ဒီအကောင်ကြီးပေါ်မှာအကောင်နဲ့ငယ်လာဆော့တာဘာပြဿနာမှမရှိဘူးဒါပေမဲ့ရုပ်မှာကျင်ကြီးစွန့်ခြင်းကျင်ငယ်စွန့်ခြင်းမျက်လုံးအိမ်ထိုက်လို့နိုင်ဟောမထီမဲ့မြေနှာခေါင်းလက်နဲ့ထိုးလို့မျိုးစုံသူလို့ရှင်းတယ်နော်ထိပ်ပုတ်ခေါင်းပုတ်နဲ့ထင်းသလိုသူလို့ကျွဲကြီးကပါရမီဖြည့်နေတာဆိုတော့တိခါဒါပေမဲ့ဘေးကမြင်ရတဲ့ရုပ်စိုးကမခံနိုင်ကိုထင်ပြပြီးတော့ဟဲ့ကျွဲနင့်ခွန်အားနင့်ဂျိုနင့်ရဲ့အစွမ်းအစတွေနဲ့ဒီမြောက်မတတ်နိုင်ဘူးလားဟုတ်ပြီနော်ဒါလောက်ရုပ်မာနေတဲ့မြောက်ကိုဘာလို့ရုပ်မာခွင့်ပေးထားတာလဲဟုတ်ပြီနော်တပ်ပလိုက်တော့ဟာလားဂျိုးနဲ့ခံပြီးတပ်ပလိုက်ခြေထောက်နဲ့နင်းပြီးတပ်ပလိုက်နင့်ကိုနဲ့နင်းလိုက်တဲ့သိမ်ပါပဲပြောတော့တင်းဘာလို့လဲမေးလိုက်ငါဒီပင်ဆောက်တဲ့ရုပ်ကစိုးငါကြည့်ရတာမကြည့်နိုင်တော့ဘူးနော်သိမခံနိုင်တော့ဘူးဘေးကနေတဲ့လူကသိမခံနိုင်တော့ဘူးဘေးကလူတွေနတ်နော်ရုပ်ကစိုးနော်ခုတော့ရုပ်ကစိုးတွေလည်းမရှိတော့ပါဘူးသူတို့လည်းနော်ဦးဇင်းစီမှာဆင်းရဲလာပေးကြတာအများကြီးနေကြမရှိဘူးနော်အဲ့တော့ဆင်းပြီးသူတို့နေကြငါလည်းနေကြမရှိဘူးအဲ့တော့ရုပ်ကစိုးကမနေနိုင်လို့ပြောတော့ကျွဲရဖះအလောင်းကျွဲကြီးရနော်အသင်္နမင်းတဲ့ရုပ်မှသောပုဂ္ဂိုလ်ကိုသူတော်ကောင်းကတတ်လိုက်သူတော်ကောင်းလို့ခေါ်လို့ရပါဦးမလားရုပ်မှတဲ့မြောက်ကိုငါတတ်ရင်မြောက်လောက်မှအဆင့်မရှိသူငါဖြစ်မှာပေါ့လူယုံမှာဟာလူယုံမှာတို့လမ်းမဲ့သွားပါလိမ့်မယ်တဲ့သင်ယုတ်ကစိုးဘာမှအပြစ်မယူပါနဲ့အပြစ်မယူပါနဲ့ဆိုတာမြောက်ကိုအပြစ်မယူနဲ့ပြောတာလားသင်အပြစ်မယူနဲ့ပြောတာလားတခြားလို့အသင်ယုတ်ကစိုးအပြစ်မယူပါနဲ့ပြောလိုက်
ဘုရားအလောင်းကအဲ့ဒါလေးတို့စဉ်းစားဖို့ကောင်းတယ်မြောက်ကိုအပြစ်မယူပါနဲ့လို့ပြောတာလားအသင်ယုတ်ကစိုးအပြစ်မယူပါနဲ့လို့ပြောတာလားသူ့အပြစ်ကိုမယူလိုက်နဲ့တတ်လိုက်ပါတော့လားဆိုတော့ကို့မှာပါဏာတိပါဒကံကထိုက်နေပြီရှင်းလားနင်းချေပလိုက်တာမဟုတ်ဘူးမိုးကြိုးရဲ့ပြစ်ချိုင်စမ်းမှဒီမြောက်ကိုဆိုတော့ဘယ်သူအကုသိုလ်ဖြစ်နေတာဘယ်သူကအပြစ်ယူနေတာကိုယ်တိုင်အပြစ်ယူနေတာဆိုတော့ဟိုကယုတ်ကစိုးကြီးကတာတို့တဲ့ဒီလောက်ကောင်းတဲ့ပုဂ္ဂိုလ်ငါမတွေ့ဘူးသူအားကြသူဘာလုပ်လဲအားကြလို့အခုဆင်ဖြစ်တော့သီခန္ဓာခမရရှင်းလားရှင်းပါဗျာအကြောင်းရှိလို့ကျိုးရှိပါဗျာသူခမရတို့လည်းမြောက်နဲ့ဆင်မြောက်နဲ့ကျွဲဘယ်ရင်အားကြဆင်နဲ့ကျွဲကိုဟုတ်ကဲ့လားဟုတ်ပါဗျာခံနိုင်ပါမလားထိတ်ပုတ်ခေါင်းပုတ်ခေါင်းပေါ်ကျင်ကြီးစွန်းကျင်ငယ်စွန်းမထီမဲ့မြင်ပြူတာငါတို့ကမဟုတ်မခံရပါမလားဖြစ်နိုင်ပါမလားမဖြစ်နိုင်ပဲလို့ဆိုတာတရားဆက်ဟောရမလားမဟောဘူးလားစရိုက်ဆိုဝါဒနာဆိုရှိလားမရှိဘူးလားရှိပါဗျာကဲဘောလုံးမကြည့်မယ်ကိုကြိုက်တဲ့သင်ကနိုင်နေတာနဲ့ရှုံးတာဘယ်ဟာကြိုက်လာကြမှာဘာလို့ဆိုတော့တို့ကမန်ချက်နဲ့တော့မပြိုင်ရဘူးတရားပွဲဟေးဆိုမန်ချက်ပွဲရှိရင်လူကတဝက်လောက်ပြုတ်သွားနေမှာပြောတာရန်ကုန်မပါဘူးဟောဒီရှိမှမရှိဘူးနော်သဘောပါသလားအဲ့ဒါစရိုက်ဆိုးတွေအာမသူ့အသိမြမထိလိုက်နဲ့ချထလိုက်မယ်သူကသူအင်္ဂလန်မှာကန်နေကြတာကသူတို့ကတပတ်ကိုပေါင်တန်းချီရတယ်နင်ဘလောက်ရလို့ညင်းနေတာရှားနေဖို့ကုန်သေးတယ်ဗမာတွေကိုရွှေဗမာတို့ကြည့်လို့ကြအောင်နော်စာရွက်ဖိုးတွေလည်းကုန်လိုက်တာနော်မကုန်သင်မဲကုန်နေတာလည်းများလို့ဗမာပြည်မွဲနေတာတော့ပြောမနေတော့အာကစားဂျာနယ်တွေဘလူပြန်အောင်ထွက်တယ်ဂျာနယ်တိုင်းလည်းဒါပဲရေးထားတယ်ဟိုကလည်းအင်တာနက်ကခိုးချတယ်ဒီကောင်လည်းအင်တာနက်ကခိုးချတယ်နော်ဟိုကလည်းအင်တာနက်ကခိုးချပြီးတော့ရေးတော့အဆောင်တွေကအကုန်တူတူပဲအဲ့တော့ဝယ်လိုက်ကြတော့ first 11လည်းဝယ်တာပဲအင်အားလည်းဝယ်တာပဲဘောလုံးဂျာနယ်အကုန်ဝယ်ဖတ်ဘာကျေးဇူးများလဲဟိုကတော့ပြောင်းသွားတာတန်းချီရသွားတယ်ဒင်းဘယ်လောက်ရလိုက်သဘောပါသလားအချိန်ကုန်တယ်လူပန်းတယ်အိတ်ပြက်တယ်အလုတ်ပြက်တယ်ဇရိတ်တက်တယ်ရှင်းသလားဟိုကဘောလုံးပွဲကြည့်တာချမ်းသာတဲ့လူတွေဘို့လို့စိန်ခံနိုင်တာဒင်းတော့ဘယ်လောက်ချမ်းသာလို့တော့ရှင်းလားဗမာနိုင်ငံပြင်စရာအများကြီးကိုလာခဲ့တယ်ဒီနာကိုွေးတဲ့လမ်းကထီဆိုင်နဲ့တွေ့လာတော့ထီဆိုင်ကြိတ်တိုးနေတယ်ကြည်ထားတကကြီးလို့အဲ့ဒီထီဆိုင်တွေရောင်းကောင်းနေတာဟာနိုင်ငံရဲ့ trick mark ပဲထီဆိုင်ရောင်းကောင်းနေခြင်းဒီတိုင်းပြည်မွဲနေပြီလို့ပြတာပဲရှင်းလားရှင်းပါဗျာဒီတိုင်းပဲနေကြမလားမရပါဘူးဒီစရိုက်ဆိုးတွေနဲ့ဒီတိုင်းပဲနေကြမလားအချောင်ကြိုက်တဲ့စိတ်တွေပြင်းရှင်းသလားရှင်းပါဗျာဘာလို့လဲအလိုလိုကောင်းလာမှလားကောင်းအောင်လုပ်မှကောင်းမှလားအကြောင်းကောင်းရင်ဖြစ်သမျှအကြောင်းမကောင်းအောင်လုပ်အဲ့ဒါသေချာလုပ်တာရှင်းသလားမလုပ်ဖဲမကောင်းဘူးခုဒီမှာတပ်ပလိုက်ပါလားလို့ဆိုရဲရုပ်ကစိုးဟာဘုရားလောင်းကျွဲကြီးရဲ့သီးခံစွန့်အားကိုသာတို့ခေါ်ပြီးမြတ်နိုးလုံးလို့ကွာတဲ့ဒီနေ့သီးခံတဲ့ဆင်ကြီးဟာရုပ်ကစိုးပဲကွာဟုတ်ပြီနော်အဲ့ဒီမှာဘုရားလောင်းကျွဲကြီးဟာတပတ်လောက်နေပြီးတော့ရုပ်ကစိုးနဲ့ပြောဆိုပြီးတော့ထွက်သွားတယ်သူသွားမယ်လားဆက်သွားတယ်သူတနေရာနဲ့ကြာနေလို့မရဘူးလူတွေဖမ်းခံမှာဆိုလို့ကျွဲကြီးကခွန်အားလဲကြည့်လှလဲလှနော်အဲ့ဒါကြောင့်စားလဲပါတဲ့အတိုင်းပြောတာပါအဲ့တော့ကျွဲကြီးလျှောက်သွားနေရတယ်
အဲ့တော့ကျွဲကြီးလည်းထွက်သွားရောနောက်အဲ့နေရာမှာကျွဲတစ်ကောင်မလာနေနော်တိုက်ဆိုင်ကျွဲတစ်ကောင်လာတော့အဲ့ကျွဲတစ်ကောင်လည်းဟိုမြောက်ကဟမ်အရင်ကျွဲလို့မှတ်ပြီးတော့ထင်တယ်လို့ပြုတယ်စော်ကားတော့ဒီကျွဲကအရင်ကျွဲမဟုတ်ဟမ်ဒီကျွဲကအရင်ကျွဲမဟုတ်ဘူးနောက်ကျွဲပေါ့ဗျာနော်ရှေ့ကသူတော်ကောင်းကျွဲရသွားခဲ့ပြီနောက်ကအဲ့ဒါလို့ပေါ့အဲ့ဒီကြမ်းတမ်းတဲ့ကျွဲရောက်လာတဲ့အခါကျတော့တခါတည်းဂျိုပေါ်တက်ဆော့တယ်ဆိုရင်ပဲဇက်ခနဲ့ခါချပြီးဂျိုနဲ့ထိုးတတ်သေးပါရောလားရှင်းသလားရှင်းပါပြီသူယုံမှာကိုသူယုံမှာအတိုင်းပဲသူယုံမှာကဖြည့်ရှင်းသွားလိမ့်ရှင်းသလားရှင်းပါပြီအဲ့တော့သူတော်ကောင်းစီမိမိရဲ့အကျင့်ကိုအပြည့်စည်းမခံဘူးတဲ့ကိုယ်စရိတ်ရှင်းလားရှင်းပါဗျာဒီနေ့မြောက်ကိုတတ်လိုက်တဲ့ဆင်ရိုင်းဟာလဲအဲ့ဒီကြွယ်ရိုင်းပဲကွာရှင်းသလားဟေတုအမြစ်တွေဟမ်လောဘစရိုက်ရှိသူဟာလောဘစရိုက်အတိုင်းသွားပါလေဒေါသစရိုက်ရှိသူဟာဒီမှာဒီဇတ်တော်ကတော့ဒီရင်ဒီကုန်းချုပ်ပါပြီဟမ်သူတော်ကောင်းတို့မှလည်းအသီးသီးသောစရိုက်ဆိုးတွေသာသမီဘောမှာအမတန်ချစ်တဲ့စိတ်တွေရှိတဲ့လူတွေရှိတယ်လုံးလုံးစိတ်မချနိုင်ဘူးအဲ့ဒါဘဝများစွာဒီသာသမီချစ်စိတ်နဲ့နေမွန်းခဲ့ပြီဒီချလုံးဘုရားခင်ဗျားတို့ကကျွဲဆင်လောက်တဲ့လမ်းဆုံးနေမှာဆိုလို့ပြောရဟမ်ကျင်သလားယုံမာတဲ့အချင်းရှိသူတွေကလည်းဘဝများစွာတန်တရားမှာယုံမာလာကြတယ်အဲ့တော့ငါတို့မှလည်းသူတော်ကောင်းချင်းကျင့်တော့မယ်ဆိုရင်ယုံမာတဲ့လူတွေကလည်းတွေ့ရတာဓမ္မတာဟမ်အဲ့တော့ငါတို့ကကိုယ့်အကျင့်ကိုအပြက်ခံမလားအကျင့်ပြည့်ရင်သာသနာပြည့်တဲ့လူမျိုးပြည့်တယ်အဲ့တော့သာသနာကိုအပြောက်ခံနိုင်သလားကဲသာသနာတဲတဲလေးကြံတော့တဲ့သာသနာကိုအကျင့်နေပြင်ပြီးတော့ကျိုးထောင်ကြစို့ရှင်းရလားအဲ့တော့အဲ့ဒီစရိုက်ဆိုးဆိုတဲ့ကိုယ်စရိတ်တွေကိုပြင်းယူမှရကျင်တယ်နော်အဲ့တော့အခုပြင်ပြီးကြပြီလားတသံတရားလုံးတော့မှားခဲ့ပြီတသံတရားလုံးလဲဒီနေ့အထိလဲဒီရရှိတော့တသံတရားလုံးလဲဒီနေ့အထိလဲနဲ့ပြန်ဆိုရင်နောက်ကျပါဘူးနော်ဒီတိုင်းသင်ထားရင်သူတို့ဒီလိုပဲမှတ်ထားတာနော်ဘယ်လောက်များအချမ်းချမ်းထုတ်ကြမလဲလို့သူမင်္ဂလာအချိန်စောင့်ခဲ့တယ်ဒီနေ့မပြင်ပါဘူးနော်ဒီဇလန်းလေးကိုဒီပိုင်းလေးဒီပုံလေးဒီပုံလေးဒီပုံလေးတန်တရားလုံးလဲမှားခဲ့ကြဒီနေ့အထိလဲမှားနေဒီဟာရှိတော့မမှားဘူးဒါတစ်နှစ်ပြည့်သွားပြီနော်ပြင်မလားလို့စောင့်နေတာနော်တသံတရားလုံးလဲဒီနေ့အထိလဲဒီနေ့ကစမမားတော့ပါဘူးဖေရလှုပ်ဆမ်းပါနော်သူကျုပ်တေမကိုတတ်တာတွေမလို့ချင်ဘူးရှင်းသလားသူကဒီနေ့အထိလဲဆိုမားတော့မှာပဲဆိုတော့နဲ့ဖြန်အချိန်မရတော့ဘူးနောက်ကျနေပြီခင်ဗျားတို့ဟာရှင်းသလားသာသနာကွယ်လူရောက်နေပြီလူမျိုးပြောက်လူရောက်နေပြီဒီတိုင်းထိုင်နေမမီတော့ဘူးနဲ့ဖြန်မပြင်မလားအခုပြင်ရမှာလားအောင်မလေးဟဲ့နော်နောက်ဘလို့ကဲရမလဲစဉ်းစားရှင်းလားရှင်းပါဗျာဒီလိုခန့်ညံ့ညံ့သွားနေလို့မရတော့ဘူးမှန်ပါဗျာအိမ်မနေကြနဲ့ကိုရွှေပမာတို့ဟမ်သဘောပါလားအိမ်မနေကြနဲ့ကြိုးစားကြနော်မိမိတို့ရှင်ထဲမှာသူတော်ကောင်းတရားတွေသာကိန်းလာရင်လေဟိုမသူတော်မနေနိုင်ဘူးသဘောပါလားသူစရိတ်သူစားမှာဒီမြောက်ပါခံနိုင်တယ်လေသူတဲ့ကျမ်းတဲ့ပုဂ္ဂိုလ်တွေလာတော့သူပျက်စီးရတယ်ဆိုတာဓမ္မတာပဲမလားအဲ့တော့သူတော်ကောင်းကပျက်စီးပါစေလို့ဆုတောင်းသွားလို့လားပျက်စီးတော့မှလို့ပြောလို့လားအဲ့ဒါဘုရားလောင်းကျွဲကြီးကပြောလိုက်တာတဲ့သူစရိတ်နဲ့သူ
ငါစရိတ်နဲ့ငါတဲ့ငါအကျင့်ကောင်းကိုအပြည့်မခံနိုင်ဘူးဘသူတရားပြက်ပြက်လုံးအရေးကြီးတယ်ဘသူတရားပြက်ပြက်ဟောပြက်တဲ့လူတွေကများနေတာခင်ဗျားတို့လိုက်မပြက်နဲ့ရှင်းသလားတရားပွဲလာကြတဲ့ပုဂ္ဂိုလ်အားလုံးမေတ္တာရက်ခံပါတယ်အလွန်အသီးသီးကကိုယ်အလွန်ထဲမှာတော့ကိုယ်သာသနာအတွက်စံပြပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားပေးကြပါရှင်းသလားရှင်းပါပြီဓမ္မဆောင်သူများလာရင်အာဓမ္မတရားဟာခြုံငိမ့်သွားမှာနော်အာဓမ္မတရားလွှမ်းမိုးခြင်းခံရတာဘာကြောင့်လဲဓမ္မဆောင်သူမရှိလို့ရှင်းသလားရှင်းပါပြီအဲ့တော့ခမည်းတော်အာဓမ္မသမားတွေနဲ့ပြိုင်မိုက်ကြမလားဓမ္မဆောင်နိုင်အောင်ကြိုးစားမလားရှင်းတယ်နော်ရှင်းပါပြီဘုသူသိဘုသူစားဘုသူစားကဲမြောက်လန်းလိုက်မလားကျွဲလန်းလိုက်မလားဘုရားအလောင်းကျွဲမင်းလမ်းကိုလိုက်ကြစို့တို့ဘုသူတပည့်တို့ဘုရားတပည့်ဘုသူသာဝကတွေလည်းဒါဖြင့်ဘုရားအဆုံးမတိုင်းကျင့်ရမယ်ရှင်းသလားအကြောင်းကောင်းမှာအကြောင်းစင်ကြယ်မှာကဲအားလုံးအကြောင်းစင်ကြယ်ကြစေကုန်သတည်းလုံးမလေးသာတို့ဗျာပေးတဲ့ဆုနဲ့မလုံးနဲ့တော့တို့မပေးနိုင်ဘူးကိုယ့်ကိုလုံးရမှာအားလုံးအကြောင်းစင်ကြယ်ကြပါစေကုန်သတည်းတော့အကြောင်းကောင်းရင်အကြောင်းစင်ကြယ်ရင်ဒါတော့မေရော့ပေါ့ဆဆမနေကြနဲ့လူမိုက်နဲ့ပြိုင်မမိုက်ကြနဲ့ရှင်းသလားအဲ့တော့ကိုယ်စရိုက်ဆိုးတွေပြင်ပါဦးစင်းတဲ့တကွာသူတော်ကောင်းတို့အားလုံးမှာစရိုက်ဆိုးတွေဧကန်ရှိနေပါတယ်ဒါဝန်ခံရလိမ့်မယ်သောကအလူငွေတွန့်သွားသလိုသူမင်္ဂလာတို့မေစရိယစိတ်တွေဟုတ်လားအဲ့ဒါကောင်းတဲ့စရိုက်လားမကောင်းတဲ့စရိုက်လားသူမင်္ဂလာမဲမွဲတာနဲသေးတယ်ကွာလူဖို့တန်းဖို့ဒီလောက်တွန့်နေတာကိုယ်ပစံလည်းတပြားမှမပါဘူးရှင်းသလားကြည်ရောကျင်တတ်ကြလားအဲ့တော့ဒီစရိုက်ဆိုးတွေဒီနေ့ကစကျင်တတ်တယ်နော်ဒီတော့ကောင်းတို့လူမှုတန်းမှုအစုစုကအဲ့ဒီပညာရေးကျမ်းမာရေးဖောင်ဒေးရှင်းတွေကိုတီးကြစီဒုက္ခနဲ့နဲ့သူတွားမှာပါနော်ငါတို့ကုသိုလ်တွေကဆက်ပွားများပြုနိုင်ပြီဆိုပြီးတော့အားလုံးဝမ်းမြောက်ဝမ်းသာနဲ့သူတော်ကောင်းတရားကျင့်ကြသူတော်ကောင်းအလုံးလုံးနေသူဟာနစ်မိုးရိုးထုံစံယုံသလားယုံပါရဲ့ကျင့်ကြသို့ကျင့်တယ်နော်ကဲသတိထားဘုသူကြည့်မှာကိုယ့်ရဲ့အကျင့်ဆိုးစရိုက်ဆိုးစိတ်ဆိုးတွေကိုညံနဲ့ပြင်မယ်မြင်လိုက်တော့ဘလောက်ဆိုးဖြစ်ပြီးတော့မြဲသလားမမြဲဘူးလားဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အဲ့ဒီကဲသို့သစ္စာလေးချက်တစ်ပြိုင်တည်းကိုက်မှဒါလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မလေးအောင်မပေါ့ဆသောတတိတရားမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့ကိုယ်စိတ်ကိုစားရမှာလို့တတိထားပြီးပြန်ကြ